ကျမ်းပတ်စစ်တပ်ဘက်မှရက်တည်နေသောရန်ကုန်တိုင်းရွှေလုံကန်းရှင်အသင်းဥက္ကဋ္ဌမျိုးမြင့်ဒုဥက္ကဋ္ဌဝမ်မျိုးသူဝင်းနှင့်အတွင်းရေးမှူးနေမျိုးထက်ကိုရွှေများတူလောင်ဟိစေတင်ရောင်းချမှုဖြင့်စစ်တပ်ကပြန်ဖမ်းလိုက်ကြောင်းယမနေ့ညပိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်ယမနေ့ညပိုင်းစစ်တပ်၏သတင်းထုတ်ပြန်ချက်အရရန်ကုန်ရွှေအသင်းဥက္ကဋ္ဌမျိုးမြင့်တိန်တန်းစိန်ရွှေရတနာဆိုင်ဒုညဥက္ကဋ္ဌဝမ်မျိုးသူဝင်းအကယ်ဒမီရွှေဆိုင်အတွင်းရေးမှူးနေမျိုးထက်ရွှေစင်အကယ်ဒမီရွှေဆိုင်တို့၃ဦးကရွှေစည်းနှုန်းတင်ငင်ရေးချက်မှတ်ထိန်းသိမ်းဆောင်ရွက်ရန်တာဝန်ရှိသူများချစ်လျက်နှင့်ရွှေများဝယ်ယူတိုးလောင်ခြင်းဈေးတင်ရောင်းချခဲ့ခြင်းများဆောင်ရွက်ခဲ့၍ဖမ်းဆီးပြီးအရေးယူသွားမည်ဖြစ်ကြောင်းစစ်တပ်ကထုတ်ပြန်ပါတယ်ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌမျိုးမြင့်က2026ခုနှစ်ဇန်နဝါရီလအတွင်းရွှေအလေးချိန်စုစုပေါင်း80ကျပ်သားရှိအခောက်ရွှေတုံး8တုံးကိုပြင်ပပေါက်ဆွေဖြင့်ဝယ်ယူခဲ့ပြီးအမျက်တွင်ပြန်လည်ရောင်းချရန်တိုးလောင်ထားခဲ့ကြောင်းထို့အတူဒုတိယဥက္ကဋ္ဌဝမ်မျိုးသူဝင်းကအကယ်ဒမီရွှေဆိုင်များတွင်2025ခုနှစ်ဒီဇင်ဘာလနှင့်2026ခုနှစ်ဇန်နဝါရီလအတွင်းအခောက်ရွှေ980ကျပ်သားကိုပြင်ပပေါက်ဆွေနှုန်းဖြင့်ဝယ်ယူ၍ရွှေ950ကျပ်သားကိုအမျက်ရယူကဈေးနှုန်းမြင့်တင်ပြန်လည်ရောင်းချခဲ့ကြောင်းသိရှိရပါတယ်။ယခုစစ်တပ်ကရွှေညာတိုလောင်ဈေးတင်ရောင်းချသည်ဆိုသောပြစ်မှုဖြင့်ဖမ်းဆီးလိုက်သူ၃ဦးစလုံးပါစစ်တပ်နှင့်ဆက်ဆံရေးအလွန်အဆင်ပြေသောစစ်တပ်ပတ်တော်သားများဖြစ်ကြကြောင်းစစ်တပ်စသုံးလုံးနှင့်ထွေအုပ်များကိုငွေကြေးပေးထောက်ပံ့ပေါင်းတင်ကရွှေအလောင်းဝယ်လုပ်နေကြသူများဖြစ်ကြောင်းရွှေကုန်သည်များကဆိုပါတယ်။ဦးမျိုးမြင့်ဆိုရင်အာနာစသိန်ကလေးကထွေအုပ်စသုံးလုံးနဲ့စစ်တပ်နဲ့ရဲတွေကိုဖုံးဆက်ပြီးရွှေလန်းငွေလန်းဖောက်နေသူပဲရွှေအသင်းမှလှုပ်တဲ့ပွဲတိုင်းသူ့ပေါ်တာပေါ်ကျိုးစခါတွေကိုဖိတ်တာပဲပြီးတော့ရန်ကုန်ရွှေအသင်းရုံခံမှာဟောပြောပွဲတွေလုပ်ပြီးထွေအုပ်စသုံးလုံးနဲ့စစ်အရာရှိတွေကိုဖိတ်ခေါ်ပြီးဟောပြောခိုင်းတာအချိန်တန်လင်းကောက်လေးရိုက်စခါတွေနဲ့ပနာအင်မတန်တင့်တယ်သူအခုတော့သူ့ထောက်ခံတဲ့စစ်တပ်ကသူ့ကိုပြန်ဖမ်းသွားပြီဟုရန်ကုန်ရွှေကုန်သည်ပြူကဆိုပါတယ်စစ်တပ်ကရန်ကုန်တိုင်းရွှေအသင်းဥက္ကဋ္ဌမျိုးမြင့်ဒုတိယဥက္ကဋ္ဌဝမ်မျိုးသူဝင်းနဲ့အတွင်းရေးမှူးနေမျိုးထက်ကိုဖမ်းဆီးလိုက်သည့်အတွက်ရန်ကုန်အခြေခံမီလင်းရွှေဈေးကွက်အယောင်းဝယ်တစ်ခုလုံးရပ်တန့်သွားပြီးဈေးကွက်ပျက်စီးသွားကြောင်းရင်းအပြင်ရန်ကုန်ရွှေအသင်းမှလည်းဥက္ကဋ္ဌနဲ့အတွင်းရေးမှူးများအဖမ်းခံလိုက်တဲ့ချင်းအသင်းပျက်စီးသွားကြောင်းသိရှိရပါတယ်တကယ်ကကဘာရွှေဈေးပြောင်းလဲလို့ကဘာရွှေဈေးထိုးတက်လို့ပြည်တွင်းရွှေကလိုက်တက်တာမယ်ပြည်တွင်းရွှေဈေး300ကျော်သွားချိန်မှာကလေးကစသုံးလုံးရောစတာဖြီရောခြေချင်းလိန်နေတာဈေးကွက်ထဲမှာဒါပေမဲ့ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတွေကိုတော့ဖမ်းမယ်မတင်ကြဘူးမီလင်းရွှေဈေးကွက်ကတော့ပြတ်တလောက်ကိုဖြစ်သွားပြီဘယ်သူကမှပေါ်ပေါ်တင်တင်အယောင်းဝယ်လုပ်ရဲမှာမဟုတ်ဘူးရန်ကုန်ရွှေအသင်းကတော့ကြံတဲ့အလုံးအမှုဆောင်တွေအစည်းအဝေးခေါ်ပြီးဥက္ကဋ္ဌနဲ့အတွင်းရေးမှူးပြန်ရွေးမလားမရွေးပဲထားမလားတော့မသိသေးဘူးဒါပေမဲ့တေချာတာကလက်ရှိစစ်တပ်ကလှုပ်ပုံနဲ့တော့ဘသူကမှတာဝန်ခံရဲမှာမဟုတ်တော့ဘူးစစ်တပ်ကတတ်မှတ်ခဲ့ရွှေစည်းနဲ့အလုံးမထစ်ဘူးမင်းညကဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုဖမ်းလိုက်ပြီဆိုတာကြီးညာလို့လိုက်တော့ရွှေတွေတော်တော်များများရှောင်ကုန်ကြတယ်ပစ္စည်းတွေလည်းနေရာရွှေတဲ့သူလည်းရွှေနဲ့ဝေရုံထုံးကားဖြစ်ကုန်တယ်ဟုရန်ကုန်အခြေခံမီလင်းရွှေကုန်တဲ့ကြီးကသုံးသပ်ပြောဆိုပါတယ်အကျန်းပတ်စစ်တပ်ကပြည်တွင်းမှာရွှေစည်းနှုန်းညဒေါ်လာစည်းနှုန်းများမြင့်တက်သည့်တိုင်ရွှေကုန်သည်များနှင့်ရွှေဆိုင်ပိုင်ရှင်များကိုဖမ်းဆီးခြင်းဝရမ်းထုတ်ခြင်းများကိုမကြာခဏဆိုသလိုလှုံ့ဆော်လေးရှိပါတယ်2024ခုနှစ်ဇွန်လအတွင်းကလည်းပြည်တွင်းမှာရွှေစည်းနှုန်းများမြင့်တက်အောင်လုပ်နိုင်တဲ့ဆိုကအောင်တမာတိရွှေဆိုင်ပိုင်ရှင်ဦးအောင်စံတွင်ဇွဲထက်ရွှေဆိုင်ဝင်းစင်းရွှေဆိုင်နဲ့အကယ်ဒမီရွှေတန့်ကျင်လုပ်ငန်းအပါအဝင်ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုန်သည်10ဦးကိုစစ်ကောင်စီကဝရမ်းထုတ်ပြန်ခဲ့ပူပါတယ်